ကဲဟယ်လိုအားလုံးပဲပြန်လည်ပြီးကြိုဆိုလိုက်ကျွန်တော်ပြန်လည်ဆုံတွေ့ပြီပေါ့ဗျာကျွန်တော်အခုဒီမှာပေါ့နော်ဒါကျွန်တော်ဟင်းလေးချက်ဖို့ပေါ့နော်ဟင်းလေးချိုင်နေတာမိတ်ဆွေတို့အတွက်ဒီအခုလာမယ်တရင်လာအင်္ဂါပေါ့နော်ကျွန်တော်တို့ဘယ်နည်းနေလဲရက်လေးပါကျွန်တော်ကြည့်လိုက်မယ်ဂျွန်15 16မှာ2ရက်တွဲမှာတခြားပေါင်းလာပေးမယ်ဒီဘက်အတွက်မိတ်ဆွေတို့ကကျွန်တော်မွေးဇာတိုးမွေးလို့ရတယ်လုံးပိုင်တင်ပေးမှာဖြစ်ပါတယ်အားလုံးပဲအစားဆုံးကြည့်ရှုပေးဗီဒီယိုလေးအသေးလေးလုပ်ပေးနော်ကျွန်တော်မှဟင်းချက်နေရတယ်ပေါ့ဗျာမှာကျွန်တော်ကြော်မလို့ပေါ့နော်ငါကြော်ရဲ့ပတ်စွန်ရဲ့โอเคအဲ့တော့ကျွန်တော်တို့ဒီဂျွန်15 16မှာဆိုရင်ကျွန်တော်လာလည်ကြီးအရှိဆုံးပေါ့နော်ဒါမိတ်ဆွေတို့ရင်ဘက်ကလည်းကျွန်တော်နှစ်ခါတောင် free တင်ပေးငယ်နှစ်ခါလုံးအောင်တယ်၄ချိန်ထုတ်တယ်နှစ်ခါကတော့ကျန်တဲ့နှစ်ခါတော့အဖုံဝင်နေပဲပေးတယ်ပေါ့နော်မွေးကနန်းတို့ဒါအခွေတို့ပေါ့နော်အခုကျွန်တော်မွေးလုံးပိုင်းဒီတရင်လာအင်္ဂါ2ရက်အတွင်းမဲ့နော်1 or 6တင်ချာပေါက်လာပါလိမ့်မယ်ခင်ဗျာ1ကြိုက်တဲ့လူက1ကိုကိုင်း6ကြိုက်တဲ့လူက6ကိုကိုင်းတင်ချာပေါက်လာလိမ့်မယ်1 or 6နော်โอเคအဲ့တော့ပြီးတော့ဒီဘက်အတွက်ကျွန်တော်အဖုံဝင်ခေါ်ပါပြီကျွန်တော်အခုဒီဘက်အတွက်လည်းကျွန်တော်တို့အရင်ဘက်မှာအဖွင့်လာခဲ့တဲ့ line 6အမွေးကနန်းเนาะပြီးတော့ထိတ်ဆိုထိတ်ဒီတနင်္လာအင်္ဂါအတွက်ပဲကျွန်တော်ထပ်မှန်ပြီးတော့ရွေးချယ်ထားပါတယ်အဖုံဝင်တွေပေါ့เนาะအဲ့တော့ယုံကြည်မှုရှိတဲ့လူတွေဒီဘက်စာဝင်နေတဲ့လူတွေလာဝင်လို့ရပါတယ်ဒီဘက်စာလာဝင်မယ်ဆိုရင်မွေးရောအကုန်လုံးပေါ့เนาะစမ်းသပ်ရနေတိုက်ရောအကုန်ရရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကလေးမှာ0976376656အရင်ဘက်ကလည်းမွေးကနန်းနေတနင်္လာနေ့နေ့လယ်မှာချက်ချင်းထွက်ပြီးသွားတာเนาะဒီတစ်ပတ်လည်းဒီမနက်ဖြန်နေ့လယ်မှာချက်ချင်းအောင်မလားဘာမှကြံရမှထွက်ပေးမလားပြခုံနေပြီပြော